Hello ဒီနေ့ကတော့ PG ငါချစ်စလေးချက်စားမင်းနေပါရှင်ကျွန်မ PG ငါချက်စားဖို့အတွက်ကိုကျွန်မအရင်ဆုံးဒီနားမဝယ်ဘဲနဲ့ကျွန်မနောက်ငါကန်းနာစီကိုတွားလိုက်တယ်ကန်းနာစီကိုတွားဖို့အမျိုးသားကိုလိုက်ဖို့ခံလိုက်တယ်ပြီးတော့ကန်းနာစီရောက်ပြီဆိုရင်ကျွန်မဝယ်ချင်တာလေးအရင်ဆုံးစဉ်းစားလိုက်တယ်အမှငါကြော်ချက်ဖို့လေဒီပုံမှန်ဈေးထက်ဒီမားကအများကြီးတက်တာတယ်အနည်းဆုံး3-5တောင်လောက်ကိုကွာတယ်ဒီလားဈေးဖို့ပါလေဒီမှာဒီငါးတကောင်ဝယ်လိုက်တယ်ဒီမှာငါးတကောင်ဆိုရင်တော့ဟိုပဲရှိတာ1000-2000ပဲရှိတာပြီးတော့ကျွန်မပြီးချင်းငါဝယ်လိုက်တယ်ပြီးချင်းငါလေးဝယ်ခဲ့တယ်ပြီးတော့ကျွန်မလိုအပ်တဲ့အသီးနှံရွက်ပလက်လေးလည်းဝယ်ခဲ့လိုက်တယ်ပြီးတော့ပြီးဆိုတော့ကျွန်မဒါအရင်ရက်ကဝယ်ထားလေးပေါ့ရှင်လိုရေကတက်တာလေးထဲခဲထားလိုက်တယ်ပြီးဆိုရင်တော့ကျွန်မချက်မဲ့နေမှာကျွန်မထုတ်လိုက်တယ်ပြီးတော့ကျွန်မသူ့ကိုပြုတ်လိုက်တယ်ရှင်အဲ့ဒါကိုပြီးချင်းကနည်းနည်းလေးညှိတော့ခါကြတော့လေသူ့ကိုဂျင်းလေးရဲ့အဲ့ဒါရှက်နက်နန်ရဲ့အယိုးလေးတွေထည့်ပြီးတော့ပြုတ်လိုက်တယ်ပြီးတော့ပြီးဆိုရင်တော့ကျွန်မအနှစ်ကလေးချလိုက်တယ်သူ့လိုတက်တက်နေစီတက်ပြီးတော့ကျွန်မအဲ့ဒါငရုတ်အနှစ်ကလေးရဲ့ကျွန်မပြီးချီတိုစော်လေးရဲ့ထည့်ပြီးတော့ရောလိုက်တယ်ပြီးတော့အသီးနှံလေးထည့်လိုက်တယ်ငရုတ်ပွားလေးထည့်လိုက်တယ်ရှက်နောက်ဆုံးမှာရှက်နက်နန်လေးအုပ်လိုက်တယ်ဒါဆိုရင်တော့ရသွားပြီရှင်အရမ်းမွေးပြီးစားလို့ကောင်းတော့ရှင်ချင်စလေးချက်စားပြီးတော့ကျွန်မအဲ့ဒါခွဲသီးလေးရဲ့ကြာစံလေးရဲ့ကျုပ်လေးရဲ့ကျွန်မရေဆက်လေးပုံစံလေးချက်လိုက်တယ်ရှင်နောက်ဆုံးမှာတော့ပြီးရင်တော့ကျွန်မကစွန်ရွက်လေးနဲ့မှုလေးနဲ့လက်စားချင်လာနဲ့မှုကစွန်လေးလည်းကြော်လိုက်တယ်ဒီနေ့အတွက်ကတော့ဒါပါပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်